မင်္ဂလာပါအနေတွေကိုချစ်တွေနဲ့ဘောင်းဆက်တင်ဆက်ပေးမယ့် NBS ကနေကျေးဇူးပါရဒီကနေ့မှာတော့ IMDb rating 9.2 ထိကိုမှရရှိထားခဲ့ပြီးတော့ ADI ရဲ့အကြီးမားဆုံးသောစာမေးပွဲဖြစ်တဲ့ Junior Public Service Commission UPSC ဆိုတဲ့စာမေးပွဲကို12နှစ်လောက်ကြိုးစားခဲ့ပြီးမှအောင်မြင်ခဲ့သူ IPS အရာရှိမာနုရှ်ရဲ့တကယ်ဘဝဇာတ်ကြောင်းတွေကိုအခြေခံရိုက်ကူးထားတဲ့ biographical drama အမျိုးအစားစကားတကားကိုကျွန်တော် recap လုပ်ပေးချင်ပါတယ်ဒီစကားကတော့ကျောင်းသားဘဝစာမေးပွဲဖြေရသူတွေရဲ့ရုန်းကန်မှုတွေကိုလက်တွေ့ကြကြနဲ့ပုံဖော်ထားခဲ့ပြီးတော့စိတ်သက်ခွန်အားနဲ့ motivation တွေကိုလည်းပေးထားပါတယ်။ဘဝမှာကြာရှုံးတာမောင်မြင်တာတွေအခက်အခဲတွေကြုံတွေ့နေရရင်တော့ဘယ်တော့မှအရှုံးမပေးဘဲနဲ့ဇွဲလုံးလာဝရီယာတို့နဲ့အောင်မြင်မှုကိုလည်းအရှာယူနိုင်ပုံကိုလည်းဒီရဲ့ကားမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ဘဝမှာရည်မှန်းချက်တစ်ခုအတွက်ရုန်းကန်နေရတယ်ဆိုရင်တော့ဒီစကားလေးကမဖြစ်မနေကိုမှကြည်သိတဲ့စကားတကားဖြစ်ပါကြောင်းပြောလိုက်ပါစေခင်ဗျာ။ထုံးစံတိုင်းပဲကျွန်တော်ကတော့တင်ဆက်သူမျိုးပဲပါစကားကောင်းလေးကိုကျွန်တော် recap လုပ်ပေးသွားတော့မှာဖြစ်တဲ့အတွက်အသားလေးငိမ့်နာနေပြီးတော့ကျွန်တော်နဲ့အတူတူဆက်လက်ကြည့်လိုက်ကြပါစို့ခင်ဗျာဒီ PMS ဇလန်လေးကတော့1998ခုနှစ်ထဲမှာဓမြရီဘောရဲ့ချမ်ဘောဆိုတဲ့မြို့တွေကဗလာကွန်ဆိုတဲ့ရွာမှာစတင်ခဲ့တာပဲဖြစ်ပါတယ်ဒီနေ့မှာတော့လက်ပေးလက်ယူမှုကိုတိုက်ဖြတ်မယ်ဆိုပြီးတော့ဂျေးရရှိဖြစ်ဖို့ကြိုးစားနေတဲ့မာနုရှ်ကအိမ်ခေါင်မှုပေါ်တက်ပြီးတော့စာမေးပွဲမှာပါနိုင်တာတွေကိုခိုးချဖို့စာရွက်တွေကိုရေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမာနုရှ်ဖခင်ကအလောက်ကနေရက်ဆိုင်ခံလိုက်ရတာကြောင့်သူတို့ရဲ့အိမ်ကိုတတိပေးစာလာပေးတဲ့သူတွေကရောက်လာခဲ့ကြပါတယ်။မာနုရှ်အဖွားကတားဖြစ်သူအလောက်ရက်ဆိုင်ခံလိုက်ရတာကိုမကျေနပ်တာကြောင့်ဒါပြောတဲ့ရဲတွေကိုလည်း rifle တနက်နဲ့ပြစ်ခိုင်းလိုက်တာကြောင့်ပြဿနာကတော့ပိုပြီးတော့ကြီးသွားခဲ့ပါတယ်။တကယ်တော့မာနုရှ်အဖေရန်ဖီကလက်သမားတွေမျိုးစေ့မရဘဲနဲ့မျိုးတော်ဝင်ကပဲအကုန်သိမ်းဆည်းနေခဲ့တာကြောင့်အဲ့ဒီဖိုင်ဒီမှာလက်မှတ်မထိုးပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီရဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မာနုရှ်အဖေကမျိုးတော်ဝင်လက်စားတဲ့ကိစ္စကိုအထက်တရားရုံးထိကိုတက်မဲ့ဆိုပြီးအမှုရင်ဆိုင်ဖို့လည်းလုပ်ပါတယ်။မာနုရှ်တို့စာမေးပွဲဖြေတဲ့နေ့မှာတော့ကျောင်းသားတွေအကုန်လုံးကခိုးချဖို့လုပ်နေကြပြီးတော့အဲ့ဒါကိုဆရာတွေကပါသဘောတူထားကြပါတယ်။ဒီတနေ့မှာတော့ခါတိုင်းနှစ်ထက်ထူးခြားပြီးတော့ဆရာကအဖြစ်ကိုတင်ပုံးပေါ်မှာခြာရေးပေးမှာပါ။အဲ့ဒီအချိန်မှာပဲဘာလကွန်ယူယာကိုအသေးရောက်လာခဲ့တဲ့ဒူရဲအိုဒူရမ်ကဝင်လာခဲ့ပြီးတော့အဖြစ်ကူးရင်းနေတာကိုတွေ့သွားခဲ့တာကြောင့်ကျောင်းကြီးကိုလည်းဖမ်းခေါ်သွားခဲ့ပါတယ်။အဲ့ဒီရဲ့ကျိုးဆက်အနေနဲ့ကတော့မာနုရှ်တို့တကြောင်လုံးကစာမေးပွဲကျသွားခဲ့တာပါ။မာနုရှ်အဖေကတော့တရားရင်ဆိုင်ဖို့မြို့ကိုထွက်သွားခဲ့တဲ့အခါမှာဝင်ငွေမရှိတော့မှကိုလည်းတွေးမိပြီးမာနုရှ်အမေကတော့စိတ်ပူပန်နေပါပြီ။နောက်ရက်မှဆိုရင်တော့မာနုရှ်တို့ညီကိုနှစ်ယောက်ကသူတို့ထွေလာကြီးမောင်းပြီးတော့ငွေရှာနိုင်ပြီဖြစ်တာကြောင့်ငွေအတွက်စိတ်မပူတော့ဖို့အမေကိုပြောလိုက်ပြီးတော့ရှာလာလို့ရတဲ့ငွေတွေကိုလည်းပေးလိုက်ပါပြီ။နောက်ရက်မှဆိုရင်တော့ထွေလာကြီးနဲ့ခီးတဲ့ပို့နေတဲ့မာနုရှ်တို့ကိုနေမီကျော်မပို့ရဆိုတဲ့မြို့တော်ဝန်အမိန့်ကြောင့်မလို့မာနုရှ်တို့ညီကိုနှစ်ယောက်စလုံးကလည်းအချုပ်ထဲကိုရောက်သွားခဲ့ရပါတယ်။ဂျယ်ရီကတော့မာနုရှ်အဖေကိုပါထိခိုက်ပြီးလူမိုက်တွေရဲ့တားဆူပြီးတော့ပြောလိုက်တာကြောင့်မာနုရှ်တယောက်ကတော့ဒေါသထွက်သွားခဲ့ရပါတယ်။အဖေကမကောင်းပြောတဲ့သူတွေကို rifle နဲ့ပစ်မယ်ဆိုပြီးတော့တုံ့ပြန်တာကြောင့်မာနုရှ်ရဲ့စကားကို game site တဲ့ရဲတွေကတော့အိမ်ပြန်ပြီးတော့ rifle ယူခိုင်းလိုက်ပါတယ်။မာနုရှ်ကတော့အိမ်ပြန်တာမဟုတ်ဘဲနဲ့တခါကကြောင်းကိုလာသွားတဲ့ယူသားဖြောင်းမှတ်တဲ့ရဲရာရှိဒူရန်ကိုပြေးသွားခဲ့တာပဲဖြစ်ပါတယ်။ညာကြီးချိန်မတော်ထွေးလာကြီးတိန်ခံရကြောင်းအိမ်ထဲထိကိုမှလာအော်နေတဲ့မာနုရှ်ကြောင့်မလို့ဒူရဲဦးကလည်းမာနုရှ်ကိုခေါ်ပြီးတော့စကန်ကိုလိုက်သွားခဲ့ပါတယ်။စကန်ကိုရောက်တဲ့အခါမှာရဲတွေကမာနုရှ်တို့ကသာသူတို့ကိုရိုက်ခဲ့တာပါဆိုပြီးတော့လိမ်ဖို့ကြိုးစားခဲ့ပေမဲ့ဒူရဲဦးကတော့အချင်းနေမှန်ကိုသိနေခဲ့တာကြောင့်ရဲတွေကိုဆုံးမပေးပြီးတော့မာနုရှ်တို့ညီကိုနှစ်ယောက်ကိုပြန်ပြီးတော့လွတ်ပေးလိုက်ပါတယ်။အိမ်ကိုလမ်းလျှောက်သွားခဲ့တဲ့မာနုရှ်တို့ညီကိုတွေကိုသူ့ရဲ့ကားပေါ်မှာတက်စေခဲ့ပြီးတော့အိမ်ကိုလည်းပြန်ပို့လိုက်တဲ့ဒူရဲအုပ်ကိုမာနုရှ်ကတော့အထင်ကြီးလေးစားမိပါတယ်။ဂျိုးသားတွေလူမှာအာနာရှိရင်ဘာမဆိုဖြစ်နိုင်ကြောင်းကိုလည်းသဘောပေါက်သွားခဲ့တဲ့မာနုရှ်ကဆရာဒူရန်လိုရဲရရှိဖြစ်သွားခြင်းခဲ့ပါတယ်။အိမ်ရှိကိုရောက်တဲ့အခါမှာကားပေါ်ကနေဆင်းလာရင်းနဲ့ဆရာဒူရန်လိုဖြစ်ဖို့အတွက်ဘယ်လိုကြိုးစားရမလဲဆိုပြီးတော့လည်းမေးလိုက်ပါတယ်။ဆရာဒူရန်ကလည်းဆရာထက်သန်နေတဲ့ကောင်းလေးကိုပြုံးကြည့်ပြီးဘာကူမှမလိမ်နဲ့လို့သာမာပြီးတော့ပြန်ပြီးတော့သွားခဲ့ပါတယ်။နောက်တစ်နေ့မှဆိုရင်တော့ရဲအုပ်ဒူရမ်ကလည်းသူတို့ရဲ့ရွာကနေရွှေ့ပြောင်းသွားခဲ့ပြီးတော့ကျောင်းရဲ့စာမေးပွဲစနစ်ကလည်းအရင်တိုင်းကိုးချတဲ့စနစ်ကပြန်ပြီးတော့ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းမာနုရှ်တယောက်ကတော့ဆရာဒူရန်ရဲ့စကားအတိုင်းပဲမလိမ်ညာဖို့ဆုံးဖြတ်ခဲ့တာကြောင့်ကိုရန်ကျူးစာကြက်မှတ်ပြီးမှဖြေဆိုခဲ့ပါတယ်။အဲ့ဒီနေ့မှာမာနုရှ်တယောက်ကအထက်တန်းအောင်သွားခဲ့တာကြောင့်အဖွားဖြစ်သူကတော့တန်တစ်သားထဲမှာဝတ်ထားတဲ့သူမရဲ့ပင်စင်လာစာပတ်စံတွေကိုထုတ်ပေးပြီးတော့မြို့ကိုတက်ကရဲရရှိဖြစ်ဖို့ပညာသင်ခိုင်းလိုက်ပါတယ်။နောက်ရက်မှဆိုရင်တော့မာနုရှ်ကမိသားစုကိုနှုတ်ဆက်ပြီးဘာလန်ကိုရွာကနေဘတ်ကားနဲ့ထွက်လာခဲ့ပါတယ်။ကားပေါ်ရောက်တဲ့အခါမှာမာနုရှ်ဘေးကတာမီနှစ်ယောက်ကိုမိတ်ဆက်ပြီးတော့သူနဲ့သွားရမယ့်ခီးကတူနေချောင်းကိုလည်းပြောပြလိုက်ပါတယ်။ကဘာလီယာကားဂိတ်ကိုရောက်တဲ့အခါမှာမာနုရှ်တယောက်ကတော့ကားသမားလာနှုတ်မှနှုတ်သွားခဲ့ပါတယ်။သူနှုတ်လာတဲ့အခါမှာသူ့ရဲ့ခြေမှချထားတဲ့အိတ်ကမရှိတော့သလိုဘေးကတာမီနှစ်ယောက်ကလည်းမရှိတော့ပါဘူး။
သူဖော်ပြလိုက်တဲ့ပတ်စံတွေကပါသွားခဲ့တာကြောင့်မာနုရှ်တယောက်ကလည်းပိုင်ဆိုင်မှုဆိုတာကမြေတမုံတော်မှမကြမ်းတော့တယ်လို့ဖြစ်သွားခဲ့ရပါတယ်။မာနုရှ်ကတော့အဲ့ဒီအညာကိုလမ်းဘေးမှာပဲဖြစ်တယ်လို့ဂုံဆုံးလိုက်ရပြီးတော့နောက်တနေ့မနေ့မှာတော့စာမေးပွဲအတွက်တွားပြီးတော့စုံစမ်းပါတယ်။ဒါပေမဲ့လည်းအစိုးရတွေကဖျက်သိမ်းလိုက်ပြီးတော့မတိမငြိမ်ဖြစ်နေတဲ့အတွက်သူတို့ရဲ့စာမေးပွဲတွေကပါဖျက်သိမ်းခံလိုက်ရပါတယ်။ပတ်စံတစ်ချက်မှမရှိတော့တဲ့မာနုရှ်ကကားကိန်းနာကထမင်းဆိုင်ရှိမှရက်တန်းကြနေထိုင်ရင်းနဲ့စာလောင်မှုနဲ့ဂုံတိတ်ခါကိုလည်းစစ်ခင်းနေရပါတယ်။စာလောင်မှုကအနိုင်ရရှိသွားတဲ့အခါမှာမာနုရှ်ကလည်းထမင်းဆိုင်တွေကိုဝင်သွားခဲ့ပြီးတော့စားစရာနေနဲ့ကျွေးဖို့တောင်းဆိုလိုက်ကအဲ့ဒီရဲ့ဖိုကားအတွက်သူ့ကိုခိုင်းခြင်းရခိုင်းမှဆိုပြီးတော့လည်းပြောလိုက်ပါတယ်။တဘောကောင်းတဲ့ဆိုင်ရှင်ကဓမင်းတပကံပေးလိုက်တဲ့အခါမှာမာနုရှ်ကလည်းအငန်းမရကိုမှစားလိုက်ပါတယ်။အဲ့ဒီလိုငန်းမရစားတောင်းနေတဲ့မာနုရှ်ကိုသူ့ရဲ့ရှေ့ကလူကအံ့ဩပြီးတော့ကြည့်နေခဲ့ပါတယ်။စားတော့ပြီးတဲ့မာနုရှ်ကတော့ဆိုင်ရှင်စီမှာအလုပ်တောင်းလိုက်ပေမဲ့ဆိုင်ရှင်ကတော့အကြောင်းသားမှန်တီသွားခဲ့တာကြောင့်အလုပ်လုပ်ပေးဖို့မလိုချောင်းကိုလည်းပြောပြလိုက်ပါတယ်။ဆိုင်ရှင်နဲ့မာနုရှ်ကတော့အခြေတင်ဖြစ်နေတဲ့အချိန်မှာခုနကလူကဓမင်းမို့သူရှင်းပေးလိုက်မယ်ဆိုပြီးတော့လည်းပြောလိုက်ပါတယ်။ဖန်တီလို့ခေါ်တဲ့အဲ့ဒီရဲ့လူကတော့သူ့လိုပဲစာမေးပွဲရနာခံလိုက်ရတဲ့သူဖြစ်ပြီးတော့ဒေလီကိုသွားက PCS ထက်မြင့်တဲ့စာမေးပွဲကိုသွားဖြစ်မှာပဲဖြစ်ပါတယ်။လမ်းပြောင်းနေတဲ့မာနုရှ်ကလည်းဖန်တီကိုအကူအညီတောင်းပြီးတော့သူနဲ့အတူဒေလီကိုလိုက်သွားခဲ့ကြပါတယ်။စာမေးပွဲအတွက်ဘာမှမသိတဲ့မာနုရှ်ကဖန်တီရဲ့အခန်းမှာအတူနေပြီးစာမေးပွဲအတွက်လေ့လာရပါတယ်။ဖန်တီစီလာတဲ့တူတူဆိုတဲ့ကျောင်းသားလေးကမာနုရှ်တို့ကိုကျောင်းသားကြီးဂေါ်ရီစီကိုခေါ်သွားခဲ့ပါတယ်။ဂေါ်ရီကတော့ UPSC စာမေးပွဲကိုဝင်ဖြေလာတာက9နှစ်ရှိနေပြီဖြစ်ပြီးတော့ကျောင်းသားငယ်အသစ်တွေကိုလည်းသူသိတာတွေကိုလည်းနီးပေးလမ်းပြလုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။ဂေါ်ရီကတော့အောင်မြင်ဖို့မလွယ်ကူတဲ့စာမေးပွဲကိုဖြေဖို့စိတ်အားထက်သန်မှုလိုကြောင်းသူကိုယ်တိုင်ကလည်း uniform တစ်စုံကိုဝတ်ထားခဲ့ပြီးတော့အောင်မြင်သွားခဲ့မယ်ဆိုရင်ရွာအတွက်ကုန်ရမယ်သူဖြစ်ချင်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။မာနုရှ်ကလည်းဂေါ်ရီကိုသူ့မှာငွေရေးကြေးအခက်အခဲရှိနေကြောင်းကိုပြောပြလိုက်တဲ့အခါမှာဂေါ်ရီကတော့အိမ်သားစေးအလုပ်လုပ်နိုင်လားဆိုပြီးတော့မေးပြီးစာကြည့်ရတဲ့ခုမှအလုပ်သွင်းပေးလိုက်ပါတယ်။နောက်ရက်မှဆိုရင်တော့သူတို့ကအကူဂေါ်ရီရဲ့အင်တာဗျူးအဖြေကိုတွားပြီးတော့ကြည့်ကြပါတယ်။ဒါပေမဲ့လည်းအကူဂေါ်ရီကတော့ဒီတစ်ချိန်လဲထပ်ပြီးတော့ရှုံးနေသွားခဲ့ပြန်ပါတယ်။ဖန်နီတယောက်ကတော့စာမေးပွဲအောင်မြင်သွားတဲ့မဝန်စီကိုတွားပြီးချီကျူးဂုဏ်ပြုနေကြတာဖြစ်ပါတယ်။စာမေးပွဲကြာရှုံးသွားတဲ့အကူဂေါ်ရီကတော့လက်မလျှော့ပဲနဲ့လက်ဖေးဆိုင်ဒီဇိုင်းကိုဖွင့်ဖို့လည်းကြိုးစားလိုက်ပါတယ်။သူရဲ့နာကလူငယ်တွေကိုလည်းသူရှုံးနေသွားခဲ့ပေမဲ့သူတို့တွေကလူတယောက်ကအောင်မြင်သွားခဲ့မယ်ဆိုရင်တော့အားလုံးအောင်မြင်တာဖြစ်ကြောင်းကိုအားပေးပြီးသူတက်ထားတာတွေကိုလည်းဆက်လက်ဝေမျှပေးနေခဲ့ပါတယ်။အလုပ်တွေကိုလုပ်နေတဲ့ဂေါ်ရီစီမှာလေးလာတင်ကြားနေတဲ့မာနုရှ်တယောက်ကတော့အစမ်းစာမေးပွဲရလက်ကထွက်လာခဲ့တဲ့အခါမှာမျောလင့်ထားသလိုပဲသူ့ရဲ့နာမည်ကပါမလာခဲ့ပါဘူး။ဒါပေမဲ့လည်းစိတ်ထဲကြမ်းခိုင်တဲ့ဂေါ်ရီကမာနုရှ်ကိုတုံညာကိုဘိန်းလိုလဲပြီးတော့အစားကနေပြန်စားဖို့အားပေးလိုက်ပါတယ်။မာနုရှ်ကလည်းစားကြည့်တိုင်းမှာလှုပ်ရှားရှိတာတွေကိုလုပ်ရင်းနဲ့အကူဂေါ်ရီဆိုင်မှာလည်းကူညီလှုပ်ပေးကစားတွေကိုဆက်ပြီးတော့လေ့လာနေခဲ့ပါတယ်။ဒီနေ့မှဆိုရင်တော့မာနုရှ်တယောက်ကတော့အရာရှိစာမေးပွဲအောင်မြင်ထားခဲ့တဲ့ဒီမွန်စီကိုလက်ဖေးသွားပို့တဲ့အခါမှာမွန်ကတော့သူ့ကိုစပွဲထိုးထင်နေခဲ့တာပါ။အနားမှာရှိတဲ့ဖန်ဒီကတော့မာနုရှ်ကလည်းအရာရှိစာမေးပွဲဝင်ဖြေမဲ့သူဖြစ်ကြောင်းကိုလည်းပြောပြလိုက်တဲ့အခါမှာမွန်ကလည်းတနာသွားခဲ့ပြီးတော့အကူကြီးလိုတဲ့အခါမှာသူ့ရဲ့စီကိုလာဖို့ကိုလည်းပြောပြလိုက်ပါတယ်။ဒီနေ့မှဆိုရင်တော့ကိုဂေါ်ရီရဲ့ဆိုင်ကိုဖန်ဒီနဲ့အတူပါလာခဲ့တဲ့သူကမာနုရှ်တို့လူတွေကဒေလီကိုလာပြီးတော့စာမလေးလာပဲနဲ့အခုလိုကြုံရကြပန်းတွေလုံနေခဲ့တာကြောင့်ဘယ်တော့မှမအောင်မြင်နိုင်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။အဲဒီစကားတွေကိုကြားတဲ့အခါမှာဂေါ်ရီကတော့ကြောထောင်းနောက်ခံမရှိဘဲနဲ့ဂျာကနေလက်ပနာနဲ့လာရတဲ့သူတွေကအိမ်တန်ရှင်းရင်းနဲ့ရသမျှအလုပ်တွေလုပ်ပြီးငွေရှာရကြောင်းအဒီလိုလုပ်ဖို့စိတ်သက်တွေကိုလည်းမြို့ကကျောင်းတွေကတင်ကြောင်းမပေးနိုင်ကြောင်းအခက်အခဲတွေကိုရင်ဆိုင်ပြီးတော့အောင်မြင်လာခဲ့မယ်ဆိုရင်အရာအလုံးရဲ့စံပြဖြစ်နိုင်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ရသမျှလုပ်ပြီးတော့စာမေးပွဲဝင်ဖြေနေရတဲ့မာနုရှ်တယောက်ကဒီချိန်မှာဆိုရင်တော့အစမ်းစာမေးပွဲကိုအောင်မြင်သွားခဲ့ပါတယ်။စာမေးပွဲအောင်သွားခဲ့တဲ့မာနုရှ်ကလည်းနောက်ထပ်စာမေးပွဲအတွက်တင်နန်းလိုက်ရှာရင်းနဲ့10ရာခိုင်နှုန်းရှော့ပေးတဲ့တင်နန်းတစ်ခုကိုရောက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီရဲ့တင်နန်းကတကယ်အရေးချင်းရှိတဲ့သူတွေတက်ခဲ့တဲ့တင်နန်းဟုတ်မနေခဲ့ပဲနဲ့မွန်တို့လိုအရာရှိဖြစ်သွားခဲ့တဲ့သူတွေကိုရူဘီတသိန်းခွဲပေးပြီးတော့ကြီးညာထားတဲ့အတူရောင်တင်နန်းဖြစ်နေကြတာပါ။အဲ့ဒါကိုတည်သွားခဲ့တဲ့မာနုရှ်ကသူတွင်းထားတဲ့ပတ်စံတွေကိုပြန်တောင်းလိုက်ပါတယ်။အဲ့ဒီရဲ့တင်နန်းမှာပဲသူ့လိုတင်နန်းသားလာစုံစမ်းတဲ့ကောင်မလေးရှရဒါနဲ့တွေ့ခဲ့ပြီးတော့မာနုရှ်ကတော့ကောင်မလေးကိုသူရှိနိုင်မဲ့စာကြည့်တိုက်ကိုလည်းပြောပြခဲ့ပါတယ်။ဒီနေ့မှာတော့စာကြည့်တိုက်ထဲမှာအင်ဂျင်နီယာစာအုပ်ဖတ်နေတဲ့မာနုရှ်ကိုရှရဒါကရောက်လာခဲ့ပြီးတော့မာနုရှ်ကလည်းအင်ဂျင်နီယာတယောက်လို့ထင်သွားခဲ့တာပါ။နောက်ရက်မှဆိုရင်တော့မာနုရှ်ကတော့ရှရဒါနဲ့တင်နန်းတူတက်နေနေလူငယ်တို့တဘောကလက်ဖေးဆိုင်ထိုင်ပြီးတော့အတူထိုင်ကြကစာအုပ်ဆိုင်တွေမှာလည်းချိန်ဖြုံးနေခဲ့ကြပါရီ။ဒီဝါလီနေ့မှာဆိုရင်တော့ရှရဒါကမာနုရှ်ကိုတူလို့ချင်းပြီးမဝင်နိုင်တဲ့စာအုပ်တုပ်ကိုလည်းလက်ဆောင်ပေးလိုက်တာဖြစ်ပါရီ။ဒီနေ့မှာတော့စာသင်ခန်းထဲမှာဆရာကဒုံးပြိုင်နေကြောင်းကိုရှင်းပြနေတဲ့အချိန်မှာရှရဒါကတော့မာနုရှ်ကိုအပြေပြောခိုင်းလိုက်ပါရီ။ဆရာကလည်းမာနုရှ်ကအင်ဂျင်နီယာဆိုပြီးတော့ပြောပြလိုက်တာကြောင့် BA ပဲအောင်ခဲ့တဲ့မာနုရှ်တယောက်ကတော့ခက်တွေ့သွားခဲ့ရပါရီ။အဲ့ဒီအဖြစ်ပြကြောင်းမလို့လေမာနုရှ်ကသူမကိုလိန်ထားခဲ့တယ်လို့မြင်သွားခဲ့ရပြီးတော့ရှရဒါကလည်းအတန်းသားတွေရှိမှရှက်ရသွားစေခဲ့ပါရီ
ရှရဒါကအတွင်းမခံတော့တာကြောင့်မလို့စိတ်လိမ်နေတဲ့မာနုရှ်တယောက်ကစာကြည့်တိုက်တဲ့ထဲမှာပိုင်ရှင်ကသတင်းစာရောင်းရငွေတွေကိုအပြည့်မပေးဘဲနဲ့ဖြောင်းထားရဆိုပြီးတော့ဆွဆွဲခံလိုက်ရပါတယ်ကိုကျင်တရားနဲ့ပတ်သက်လာခဲ့မယ်ဆိုရင်တော့ရိုးဖြောင်းဖို့ကြိုးစားနေတဲ့မာနုရှ်ကလည်းတခိုးဆွဆွဲခံရတာကိုဒေါသထွက်သွားခဲ့ပြီးတော့အဖိုးကြီးကိုဖက်နဲ့ပေါက်ဖို့အထီကိုမှလှုပ်လိုက်ပါတယ်မာနုရှ်တယောက်ကတော့စာကြည့်တိုက်ကနေထွက်သွားခဲ့ပြီးတော့ကျုံဆက်ရုံထက်ကိုထဲမှာဖြစ်တယ်လို့နေတာကိုကြည့်ပြီးဗန်နီကတော့သူနဲ့အတူလိုင်းနေဖို့ကိုခေါ်ပြီးမဲ့မာနုရှ်တယောက်ကတော့ခေါင်းမာနေခဲ့တာဖြစ်ပါတယ်နောက်ရက်မှာဆိုရင်တော့စာမေးပွဲခန်းထဲမှာအင်္ဂလိပ်စာဖြေနေတဲ့အချိန်မှာမာနုရှ်တယောက်ကတော့သူရေးနိုင်တဲ့အစီးပါလာတာကြောင့်အာသွန်ခွန်ဆိုင်နဲ့ရှင်းနေလိုက်ပါတယ်စာမေးပွဲခန်းထဲကနေထွက်လာတဲ့အချိန်မှာမှသူကအစီးကိုခေါင်းစဉ်မှာဖတ်ခဲ့တာဖြစ်နေပါတယ်နိုင်ငံတွင်းခီးသွွားလုပ်ငန်းရေးရမှာကိုမာနုရှ်တယောက်ကတော့အကြမ်းဖက်မှုလုပ်ငန်းအကြောင်းကိုရေးလိုက်တာဖြစ်ပါတယ်နောက်ရက်မှာဆိုရင်တော့မာနုရှ်ကတော့ဘန်နီတို့ကိုဆက်သွယ်ဖြစ်ပြီးတော့ရှရဒါရှိရာမြို့ကိုလည်းလိုက်သွားခဲ့ကြပါတယ်ဒါပေမဲ့လည်းရှရဒါကတော့အိမ်မှာမနေတာကြောင့်အိမ်တော်ထိန်းကနေတစင်ပဲဖုံးပြောခွင့်ရလိုက်တာဖြစ်ပါတယ်မာနုရှ်ကတော့စာမေးပွဲမှာအက်ဆေးကိုမာရင်မိကြောင်းကိုဝန်ခံပြီးရှရဒါကိုပါချစ်မိနေကြောင်းကိုလည်းပြောပြလိုက်တာဖြစ်ပါတယ်ရှရဒါကတော့သူ့ကိုချစ်တဲ့ပြောရင်တလောကလုံးကိုပြောင်းပြန်လဲပြစ်နိုင်ကြောင်းကိုပြောတဲ့မာနုရှ်ကိုရှရဒါကတော့ဒေးလီကိုသာပြန်ခန်းလိုက်တာပဲဖြစ်ပါတယ်အဲဒီနောက်မှာဆိုရင်တော့ပညာရေးရောအခြေအပရှုံးနေသွားခဲ့တဲ့မာနုရှ်ကမွေးရမြေဘီလာဂွန်ကိုပြန်ပြီးတော့သွားခဲ့တာပဲဖြစ်ပါတယ်မာနုရှ်ကမွေးရမြေကိုပြန်ရောက်တဲ့အခါမှာဒီမာလီကအရွယ်ရောက်နေခဲ့ပြီဖြစ်ပြီးတော့အခုဖြစ်သူကတော့ချားတက်နေရမှာအလွတ်လုံနေခဲ့ပါတယ်မာနုရှ်ကိုရဲရရှိဖြစ်စေခြင်းခဲ့တဲ့အဖွားဖြစ်သူကတော့ဆုံးပါသွားခဲ့ပြီလည်းဖြစ်ပါတယ်အမေဖြစ်သူကတော့မာနုရှ်စိတ်ချမ်းသာအိမ်ရဲ့စီးပွားရေးကလည်းအဆင်ပြေကြောင်းဒိညာပြောဆိုခဲ့တယ်ဆိုပေမဲ့မာနုရှ်ကတော့အကုန်လုံးကိုသဘောပေါက်သွားခဲ့ပြီးတော့စိတ်အသင်းနဲ့ဒေလီကိုလည်းပြန်သွားခဲ့ပါတယ်ဒေလီကိုပြန်ရောက်တဲ့အခါမှာဂျုံဆက်ယုံတဲကအခန်းလေးမှာတနေ့ကုန်ကျူးကျူးဆားဆားနဲ့အလုပ်လုပ်ပြီးမိသားစုကိုလည်းငွေကြေးထောက်ပံ့နေခဲ့ပါတယ်။ဒီနေ့မှဆိုရင်တော့ကိုဂေါ်ရီကဧည့်သည်တယောက်အဖြစ်မာနုကြီးရဲ့အဖေကိုခေါ်လာခဲ့တာပဲဖြစ်ပါတယ်။အဖေဖြစ်သူကတော့စင်းရဲပင်ပန်းနေတဲ့တားဖြစ်သူကိုတွေ့ပြီးတော့စိတ်မကောင်းဖြစ်သွားခဲ့တာကြောင့်ရွာပြန်ပြီးတော့မောင်ခိုဈေးကွက်မှာပတ်စံပြန်ရှာမယ်ဆိုပြီးတော့လည်းပြောလိုက်ပါတယ်။နောက်ခံ background မရှိဘဲနဲ့အမှန်တရားကိုရှာဖွေမိတဲ့သူကြောင့်မိသားစုကဒုက္ခရောက်တဲ့ဆိုပြီးတော့ဖနက်နဲ့ပေါက်ခဲ့မိတဲ့အလုပ်ရှင်ကိုလည်းခြေထောက်ကန်ပြီးတော့တောင်းပန်လိုက်မယ်ဆိုပြီးတော့လည်းပြောပြလိုက်ပါတယ်။မာနုရှ်တယောက်ကတော့ငငယ်ကသူ့ရဲ့ဖခင်ပြောခဲ့တဲ့အရှုံးကိုလက်မခံရဘူး။လွယ်လွယ်နဲ့အရှုံးမပေးရဘူးဆိုတဲ့အတိုင်းပဲသူကြိုးစားရမှာဖြစ်ကြောင်းအဖေဖြစ်သူကိုလည်းပြန်ပြီးတော့နှစ်သိမ့်ပေးလိုက်ပါတယ်။တာဝန်နေပိုတိလာတဲ့မာနုရှ်ကလည်းဒီနေ့ကို15နာရီလောက်ကိုအလုပ်လုပ်ပြီးတော့ကျန်တဲ့အချိန်ကိုတော့စားလေးလာနေခဲ့တာပဲဖြစ်ပါတယ်။မာနုရှ်တယောက်ကတော့အဲ့ဒီလိုဖြတ်တန်းနေတဲ့ဒီနေ့မှာတော့ရှရဒါတယောက်ကဒေလီကိုပြန်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ရှရဒါကတော့မာနုရှ်ကိုတောင်းပန်ခဲ့ပေမဲ့မာနုရှ်ကတော့စာလုပ်ဖို့အချိန်ပေးရမှာဖြစ်တာကြောင့်နောက်2လနေမှတွေးကြဖို့ကိုလည်းပြောလိုက်ပါတယ်။အဲဒီနောက်မှဆိုရင်တော့သူတို့စာမေးပွဲအောင်ဆင်းထွက်တဲ့အချိန်မှာဘန်နီတယောက်ကတော့တတိယအချိန်ရှုံးနေသွားခဲ့ပြီးဖီမာနုရှ်ကတော့အောင်သွားခဲ့တာပဲဖြစ်ပါတယ်။ရှရဒါတယောက်ကတော့မာနုရှ်ရာဂျုံဆက်ယုံစီကိုလိုက်သွားခဲ့ပြီးတော့စာမေးပွဲအောင်ကြောင်းကိုဝမ်းသာအားရနဲ့ပြောပြခဲ့ပြီးတဲ့နောက်မှာစာမေးပွဲကပိုရေးကြီးတာကြောင့်အလုပ်တွေကိုရက်ပြီးတော့စာကိုအာရုံစိုက်ဖို့ကိုလည်းပြောလိုက်ပါတယ်။မာနုရှ်ကတော့ရှရဒါနဲ့သူကရင်ဆိုင်ရတဲ့ဘဝအခြေအနေချင်းမတူကြောင်းမိသားစုတောင်းဝင်ကိုလည်းသူကြည့်နေရတဲ့အကြောင်းကိုပြောပြလိုက်ခဲ့ပြီးတော့စာလေးတေချာလုပ်ပါမယ်ဆိုပြီးတော့လည်းခရီးပေးလိုက်ပါတယ်။ဒါပေမဲ့လည်းနောက်ထပ်စာမေးပွဲမှာမေကွန်း20ကို12ခုပဲဖြေနိုင်တာကြောင့်မာနုရှ်တယောက်ကတော့စာမေးပွဲကလည်းကြာသွားခဲ့ရပြန်ပါတယ်။အဲ့ဒီနေ့မှာအခုဖြစ်သူဂေါ်ရီရဲ့လက်ဖေးရည်ဆိုင်ထိုင်ကြရင်းနဲ့ဘန်နီကတော့မာနုရှ်ချရှုံးရတာကရှရဒါကြောင့်ဆိုပြီးတော့လည်းဆွဆွဲလိုက်ပါတယ်။ရှရဒါကလည်းဘန်နီစကားကြောင့်မလို့ဆိုင်ကနေငိုပြီးတော့လည်းထားသွားခဲ့ပါတယ်။မာနုရှ်ကတော့ရှရဒါနောက်လိုက်ပြီးတော့တောင်းပန်တဲ့အခါမှာရှရဒါကတော့မာနုကိုချစ်တဲ့အကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ပြီးတော့တခါကမာနုရှ်ပြောခဲ့တယ်လို့ပဲသူမချစ်ကိုရသွားခဲ့ပြီမလို့ကဘာကြီးကိုလည်းတွားပြောင်းလဲလိုက်ဆိုပြီးတော့ပြောပြလိုက်ပါတယ်။မာနုရှ်ကလည်းရှရဒါရဲ့စကားကိုကြားပြီးတဲ့အခါမှာညံလေးပွင့်သွားခဲ့ပြီးတော့မိုဟန်စီကိုလည်းပြီးသွားခဲ့ပါတယ်။မိုဟန်စီကိုရောက်တဲ့အခါမှာမာနုရှ်ကတော့သူစာမေးပွဲအောင်ချိန်ကြောင်းနဲ့သူ့ရဲ့ဘဝအတွက်ရေးကြီးနေခဲ့တာကြောင့်မလို့မိုဟန်စီကနီးလန်းတွေကိုလည်းတောင်းပါတယ်။မိုဟန်ကလည်းနောက်ဆုံးစာမေးပွဲကအခြားစာမေးပွဲတွေနဲ့မတူတာကြောင့်မာနုရှ်အကြောင်းကို9မိနစ်အတွင်းမှာစာလုံးရဲ့2000ရေးပြခန့်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းမာနုရှ်တယောက်ကတော့သူ့ရဲ့ဘဝအကြောင်းကိုတော့မှ9မိနစ်အတွင်းမှာစာလုံးရဲ့တဝက်တောင်မှမရေးနိုင်တဲ့အတွက်မိုဟန်ကတော့စာမေးပွဲဖြစ်နိုင်မှာမဟုတ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။စိတ်တကြသွားခဲ့တဲ့မာနုရှ်ကလည်းအခုဂေါ်ရီရဲ့ဆိုင်မှာခါတိုင်းလိုပဲအလုပ်ကူလုပ်နေခဲ့ပါတယ်။ဂေါ်ရီကလည်းမာနုရှ်ရဲ့အခြေအနေကိုကြည့်ပြီးတော့အခုလိုအလုံးနဲ့စာနှစ်ခုတွဲနေမယ်ဆိုရင်တော့မအောင်မြင်နိုင်ကြောင်းဂျာဂါမီသားစုကိုလည်းထောက်ပံ့ပေးမယ်ဆိုပြီးတော့မာနုရှ်ကိုသူ့ရဲ့အခန်းမှာပဲနေဖို့လည်းပြောပြလိုက်ပါတယ်။ထုံးစံတိုင်းပဲမာနကြီးရဲ့မာနုရှ်ကတော့လက်မခံတာကြောင့်အကူဂေါ်ရီကတော့တယောက်ရောက်အောင်မြင်တာကသူတို့အားလုံးရဲ့အောင်မြင်မှုဖြစ်ကြောင်းနဲ့အလုပ်ရတဲ့အခါမှာကုန်ထားသမျှနှစ်ဆပြန်ပေးဆိုပြီးတော့ပြောပြလိုက်ပါတယ်။အဲဒီနေ့ကနေစတင်ပြီးတော့မာနုရှ်တယောက်ကအကူဂေါ်ရီဂျေဇူးနဲ့ဇာဝူဂူဒီဇိုင်းနဲ့လုပ်ရပါတော့တယ်။ရှရဒါကလည်းသူ့ရဲ့အခန်းကိုရောက်လာခဲ့ပြီးတော့အချိန်မှတ်တဲ့နိုင်လေးပေးကစာကြည့်ချိန်အနားယူချိန်ကိုလည်းတေချာခွဲထားဖို့လည်းပြောပြလိုက်ပါတယ်။
မာနုရှ်ကလည်းစာကိုကြိုးစားလုပ်ရင်းနဲ့တနေ့မှာတော့ဆယ်နှစ်စာမေကွန်ဟောင်းတွေကိုယူလာခဲ့တဲ့ရှရိုက်တာကစာမွေးပွဲတစ်ခုအတွက်မိုဆိုရီကိုပြန်ရအောင်မယ်ဆိုပြီးတော့လည်းနှုတ်ဆက်လိုက်ပါတယ်။ဒီနေ့မှာတော့လမ်းမီတိုင်အောက်မှာစာကျက်နေတဲ့မာနုရှ်ကိုရှရိုက်တာစီကနေဖုံးလာနေကြတဲ့အကြောင်းတူတူကတော့လာပြီးတော့ခေါ်ခဲ့ပါတယ်။ရှရိုက်တာတယောက်ကလက်ထောက်ရာရှိဖြစ်သွားကြောင်းကိုသိရတဲ့အခါမှာအကူဂရီတို့ကပါဝမ်းသာနေကြတာဖြစ်ပါတယ်။စာမေးပွဲဖြေတဲ့နေ့ရောက်တဲ့အခါမှာမာနုရှ်ကတော့တည်တည်ချာချာဖြေနိုင်ခဲ့ပေမဲ့ဘန်နီတယောက်ကတော့ထုံးစံတိုင်းပဲစာမေးပွဲကျသွားခဲ့ရပြန်ပါတယ်။သူအောင်နာကိုဝမ်းသာအားရနဲ့ရှရိုက်တာကိုဖုံးဆက်ပြောချင်နေတဲ့မာနုရှ်ကဘန်နီကိုစာမေးပွဲအောင်လာလို့မေးဖို့မေးသွားခဲ့တာပဲဖြစ်ပါတယ်။အဖေရဲ့စုပုံမှုကိုခံလိုက်ရတဲ့ဘန်နီကလည်းမာနုရှ်ကတော့ရှရိုက်တာကိုပဲဂယူးဆိုင်နေခဲ့ပြီးတော့သူကြောင့်ဒေလီကိုလည်းရောက်လာတဲ့ဂျေဆူကိုတော့မှမေးနေချောင်းကိုလည်းပြောဆိုပေါက်ကွဲသွားခဲ့ပါတယ်။မာနုရှ်ကလည်းဘန်နီကိုရှရိုက်တာကိုပုတ်ခတ်မပြောဆိုဖို့ပြောပြီးတော့ဂျာဂါမီသားစုကိုဖုံးဆက်ပြီးတော့သူစာမေးပွဲအောင်ခဲ့ပြီဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ရှရိုက်တာတို့အိမ်ကိုဖုံးဆက်တဲ့အခါမှာတော့မိခင်ဖြစ်သူကလာကန်ပြီးရှရိုက်တာကအိမ်မှာမရှိကြောင်းကိုလည်းညာပြောလိုက်ပါတယ်။တကယ်တော့ရှရိုက်တာကသူ့ရဲ့ဖေနဲ့ပြဿနာတက်နေခဲ့တာပါ။ညရောက်တဲ့အခါမှာဖုန်းရဲ့ဘေးမှာထိုင်ဆောင်နေတဲ့မာနုရှ်စီကိုရှရိုက်တာစီကနေဖုန်းဝင်လာခဲ့ပါတယ်။ရှရိုက်တာရဲ့ဖေစီကိုလူတစ်ယောက်ကဖုံးဆက်ပြီးတော့ရှရိုက်တာကတော့ဒေလီမှာသူနဲ့အတူအိတ်ခဲ့ကြောင်းကြောင်တုံးထားတာကြောင့်မလို့ရှရိုက်တာတစ်ယောက်ကတော့ဒေလီကိုမလာနိုင်တော့ကြောင်းကိုလည်းသိလိုက်ရပါတယ်။မာနုရှ်ကလည်းဒါကပန်နီလက်ချက်မဲ့ရိမ့်မိလိုက်တာကြောင့်ဘန်နီစီကိုလည်းဖုန်းခေါ်လိုက်ပါတယ်။ဒါပေမဲ့လည်းပန်နီတယောက်ကတော့မူယူတောင်းချမ်းပြီးအချုပ်ထဲကိုရောက်နေကြတာကြောင့်ရဲစခန်းစီကိုလည်းလိုက်သွားရပါတယ်။မာနုရှ်ကလည်းရဲစခန်းကိုရောက်တဲ့အခါဘယ်သူကမှထိခိုက်မလုပ်ထားတဲ့သူကိုဗရန်မပါဘဲနဲ့ဖမ်းဆီးမရကြောင်းကိုလည်းပြောပြလိုက်ပါတယ်။တတိမရှိဘဲနဲ့ဒဏ်ကြီးတက်ထားတာကလည်းအကျင့်ပြတ်ခြားစားမှုဖြစ်ကြောင်းသူအား IPSC စာမေးပွဲအောင်ထားတဲ့အရာရှိလောင်းဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။သူသားအရာရှိဖြစ်လာခဲ့မဲ့ဆိုရင်တော့အခုလိုလက်စားသူရဲဝန်တန်းကိုလည်းပထမဆုံးလှုပ်ဖြုတ်မှဖြစ်ကြောင်းကိုလည်းပြောပြလိုက်တဲ့အခါမှာဂျယ်ရီကလည်းကြောင်းလန့်ပြီးတော့ပန်နီကိုပြန်ပြီးတော့လှုပ်ပေးလိုက်ရပါတယ်။ပန်နီကလည်းမာနုရှ်ကိုသူ့မှာလုံးမိကြောင်းတောင်းပန်လိုက်ပေမဲ့မာနုရှ်ကတော့ရှရိုက်တာရဲ့အဖေကိုဖုံးဆက်တဲ့အကြောင်းကိုမေးလိုက်ပြီးပန်နီရဲ့မျက်နှာကိုထပ်မမြင်တော့ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။မိုဆိုရီမြို့မှာတော့ရှရိုက်တာကသူ့ရဲ့ဖခင်ကိုသူမကိုယုံကြည်ပေးဖို့တိုက်ပွဲဝင်ပြီးနောက်ဆုံးမှဆိုရင်တော့ဖခင်ရဲ့ခွင့်ပြုချက်နဲ့မာနုရှ်စီကိုလည်းလိုက်သွားခွင့်ရခဲ့ပါတယ်။အင်တာဗျူးဖြေမဲ့နေ့မှာမာနုရှ်ကတော့နဂတိုင်မဝစ်ချင်တာကြောင့်မလို့ကော်ဂရီကတော့သူမဖို့တယ်လို့မျိုးထပ်ပြီးတော့မမဖို့အတွက်နဂတိုင်ဝက်ဒရာဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်။ဒီအချိန်မှာရှရိုက်တာကပါရောက်လာခဲ့ပြီးတော့မာနုရှ်ကိုတသက်ရဲရဲနဲ့ကြီးကောင်းသွားအောင်စပင်းညက်ဆိုင်ကိုပါခေါ်သွားခဲ့ပြီးတော့ပြင်ဆင်ပေးလိုက်ပါတယ်။အားလုံးကအစင်းသိဖြစ်သွားခဲ့ပြီးတော့အင်တာဗျူးဖြေဖို့မသွားခင်မှာမာနုရှ်ကတော့မူးယိုနေတဲ့ဘန်ဒီစီကိုသွားခဲ့ပါတယ်။ဘန်ဒီမရှိဘဲနဲ့အခုလိုဘဝမရောက်နိုင်ချောင်းကိုပြောပြီးဂျေဇုစကားဆိုလိုက်တဲ့ဘန်ဒီကလည်းဝမ်းသာသွားခဲ့တာဖြစ်ပါတယ်။ဘန်ဒီကတော့ရှရိုက်တာကိုတောင်းပန်တဲ့အခါမှာရှရိုက်တာကဘန်ဒီကဟန်ဆောင်ကောင်းသူတယောက်ဖြစ်တာကြောင့်မလို့ TV ဘောကသတင်းသမားဖြစ်တဲ့အကြောင်းကိုလည်းတိုက်တွန်းလိုက်ပါတယ်။အဒီအနာမှာဆိုရင်တော့မာနုရှ်ကရှရိုက်တာနဲ့အတူအင်တာဗျူးဖြေဖို့ကိုတွိုင်းတဲ့ကားပေါ်မှာရှရိုက်တာကစာတစောင်းကိုပေးလိုက်ပြီးတော့တယောက်တည်းရှိမှဖတ်ကြည့်ကြဖို့လည်းပြောလိုက်ပါတယ်။အင်တာဗျူးဖြေမဲ့နေရာကိုရောက်တဲ့အခါမှာအခြားကျောင်းသားများကလည်းသူ့လိုပဲစိတ်လှရှာနေကြပါတယ်။သူ့လေကိုရောက်တဲ့အခါမှာအပေါဝါကစစ်တဲ့သူကစနက်တက်မှာတနေ့ကြာတာကိုတီးသွားခဲ့ပြီးတော့မာနုရှ်ကိုအထင်မကြီးတဲ့ပုံစံကဖြစ်သွားခဲ့ပါတယ်။အခန်းထဲကိုလိုက်ပို့တဲ့ဖိုးကြီးကတော့စိတ်ကောင်းရှိပုံရပြီးတော့အထက်မှာပြေးတဲ့အခါမှာစနက်တန်းကြာတာကိုမပြောဘဲနဲ့လိမ့်လိုက်ဖို့တင်ပေးလိုက်ပြီးတော့အဲ့ဒီကဥက္ကဋ္ဌကလူလက်တန်းစားတွေကိုထင်မကြီးတဲ့သူဖြစ်တာကိုပါပြောပြလိုက်ပါတယ်။အထက်ကိုရောက်တဲ့အခါမှာဥက္ကဋ္ဌကတော့ဓမြတွေပေါ်တဲ့နေရာကလာရတဲ့သူတွေဆိုပြီးတော့မာနုရှ်ကိုအထင်သေးစကားတွေကိုစပြောပါတယ်။မာနုရှ်ကတော့သူစာမေးပွဲကြတာကိုဖိုးကြီးတင်ပေးလိုက်တယ်လို့လိန်ပြောဖို့ကြိုးစားလိုက်တယ်ဆိုပေမဲ့တကယ်တမ်းကျတော့မန်ကိုပဲပြောပြလိုက်ပါတယ်။သူတို့စာမေးပွဲကြတဲ့နှစ်ကဒူရဲအုပ်သိပြောင်းလာခဲ့တာကြောင့်အကြောင်းလုံးကစာကိုချခွင့်မရဘဲနဲ့ကြားခဲ့တာဖြစ်ကြောင်းကိုပြောပြလိုက်တဲ့အခါမှာပို့ပြီးတော့ထင်သေးသွားခဲ့တာပဲဖြစ်ပါတယ်။ဥက္ကဋ္ဌကလည်းမာနုရှ်ကိုမေကုန်းနဲ့ဆက်မမေးဘဲနဲ့အခန်းပြင်ကိုမောင်းထုတ်လိုက်တဲ့အခါမှာမေကုန်းမေးတဲ့သူထဲကအမျိုးသမီးကြီးကမာနုရှ်ကိုအပြင်မှာစောင့်နေဖို့ကိုလည်းပြောပြလိုက်ပါတယ်။အပြင်ကိုရောက်တဲ့အခါမှာမာနုရှ်ကလည်းစိတ်ရှုပ်ထွေးသွားခဲ့ပြီးတော့ကုန်အင်ဂျီတွေကိုချစ်ပစ်လိုက်ပါတယ်။အဲဒီတော့မှအင်ဂျီထဲကရှရက်တာပေးလိုက်တဲ့စာလေးကိုဖွင့်ဖက်ကြည့်လိုက်ပါတယ်။ရှရက်တာကမာနုရှ်ကိုအရာရှိပဲဖြစ်ဖြစ်ဂျုံနေတဲ့သူပဲဖြစ်ဖြစ်ကြံရှိတဲ့ဘဝကိုမာနုရှ်နဲ့ပဲကုံဆုံးချင်တာကြောင့်သူမကိုလက်ထပ်ပါဆိုပြီးတော့လည်းပြောထားလိုက်ပါတယ်။ရှရက်တာရဲ့စာကိုဖတ်ပြီးတော့ပျော်ရွှင်သွားခဲ့တဲ့မာနုရှ်ကလည်းစိတ်ပေါ်ပါစွာနဲ့ပဲပြန်ထိုင်နေတော့မှပဲအထက်ကနောက်တစ်ခေါက်ပြန်ခေါ်လိုက်ပါတယ်။အထက်ရောက်တဲ့အခါမှာမြို့သမီးကြီးကမာနုရှ်ကိုလိန်ပြောလို့ရရဲ့သားနဲ့ဘာကြောင့်မှန်တိုင်းဖြေခဲ့တာလဲဆိုပြီးတော့လည်းမေးခွန်းထုတ်လိုက်ပါတယ်။မာနုရှ်ကလည်းသူတို့တွေကခိုးချပြီးအောင်တဲ့စနစ်အမားတွေမှာကျင်းလိုက်ခဲ့ရပြီးတော့အဲ့ဒီစနစ်ထဲမှာအသားကျနေခဲ့ကြောင်းဆရာဒူရန်ကြောင့်သာသူကလည်းမလိန်ညာဘဲနဲ့ရိုးသားတဲ့သူဖြစ်ချင်းကြောင်းကိုလည်းရှင်းပြလိုက်ပါတယ်။သူကတော့ခိုးချပြီးတော့အဆင့်1ရဖို့ထက်မိမိဘာသာကြိုးစားပြီးတော့အဆင့်3ရတာကိုပဲဂုဏ်ယူကြောင်းဒီသူတွေကသာပညာတတ်ရင်တော့ခေါင်းဆောင်တွေအန္တရာယ်ရှိနိုင်တာကြောင့်အစိုးရကပညာရေးကိုအခုလိုလှုပ်ထားကြောင်းကိုလည်းပြောပြလိုက်ပါတယ်။နိုင်ငံစကားတွေကိုပြောနေတဲ့မာနုရှ်ကိုဆရာတယောက်ကဒီနေရာကသူနဲ့မသိကြောင်းကိုပြောပြလိုက်တဲ့အခါမှာ
မာနုရှကတော့သူနဲ့တင်းတော်နိုင်ချောင်းကိုပြန်ပြီးတော့ညင်ပါရီဆရာကတော့တက်သည့်ပြခိုင်းလိုက်တဲ့အခါမှာမာနုရှကတော့ရေတောက်ချင်ချောင်းကိုပြောလိုက်ပြီးဖန်ခွန်းနဲ့ပေးတဲ့အခါမှာသူကတော့စတီးခွန်းနဲ့တောက်ချင်ချောင်းကိုလည်းပြောပြလိုက်ပါရီဆရာကလည်းရေချင်းတူတူပဲဆိုပြီးတော့ပြောတဲ့အခါမှာမာနုရှကတက်သည့်ပြချက်ကအဲ့ဒါပဲဆိုပြီးတော့လည်းရှင်းပြလိုက်ပါရီဘဲခွက်ထဲမှာပဲဖြစ်ဖြစ်ရေကတန့်နေဖို့လိုအပ်တာဖြစ်ပြီးတော့အရာရှိတွေဆိုတာကလည်းဘလူးစကားတွေပဲပြောတန်ရှင်းနေဖို့လိုချောင်းကိုလည်းပြောပြလိုက်ပါရီဥက္ကဋ္ဌကဘလူးစကားတွေကိုပဲပြောစနတန်းကြတဲ့သူထက်အစိမ့်မြင့်တဲ့သူတွေကိုပဲရွေးချယ်မှာဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါရီမာနုရှကလည်းဇွဲမလျှော့ဘဲနဲ့ထိတ်တန်းចောင်းသားတွေစီမှာသူတို့လိုတွေ့ကြုံမရှိနိုင်ကြောင်းသူ့ကိုသာခွင့်ရေးပေးမယ်ဆိုရင်ရွာကကျောင်းတွေမှာဘလူးခိုးချမှုမျိုးမှထပ်မဖြစ်စေဘဲနဲ့လက်ပေးလက်ယူမှုတွေမဖြစ်အောင်လဲသူကတားဆီးပေးမှဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါရီဥက္ကဋ္ဌကလည်းစနတန်းကြတဲ့ကောင်းဆိုပြီးတော့ထက်ကတလဲလဲပြောပြနေကြတာကြောင့်မာနုရှကတော့ဒီနေရာကိုသူကဘလူးကြောထောင်းနောက်ခံနေမှလာခဲ့တာမဟုတ်တာကြောင့်မလို့သူနဲ့ထိုက်တန်ကြောင်းကိုလည်းပြောပြလိုက်ပါရီအမျိုးသမီးကြီးရဲ့နောက်ဆုံးမေးခွန်းကိုတော့ IBS ရရှိဖြစ်မလာခဲ့ရင်အရှုံးကိုပဲလက်ခံမှာမဟုတ်ဘဲနဲ့ကလေးတွေကိုစာသင်တဲ့ကျောင်းဆရာဘွားကိုရွေးချယ်မှာဆိုပြီးတော့ပြောပြလိုက်ပါရီဘဝမှာနေမင်းကြီးလိုအလင်းရောင်မပေးနိုင်တော့မှလမ်းဘေးကမီးအိမ်လေးဖြစ်နိုင်ပါလေဆိုပြီးတော့ပြောလိုက်တဲ့မာနုရှကိုတဘောဆိုတဲ့ဥက္ကဋ္ဌကြီးကအခန်းထဲကနေမထွက်သွားခင်ဘဝင်မြင့်နေတဲ့ကောင်တက်တဲ့အချိန်ဖြုံးနေတာပဲဆိုပြီးတော့လည်းပြောပြလိုက်ပါရီနောက်တလားကြာစာမေးပွဲအောင်ဆင်းထွက်လာတဲ့နေ့မှာတော့မာနုရှကတော့ဥက္ကဋ္ဌစကားကိုကြားရောက်နေခဲ့ပြီးတော့အဖြေကိုသွားမကြည့်ခြင်းဖြစ်နေခဲ့ပါရီရှူရတာကလည်းမာနုရှကိုအတင်းခေါ်လာခဲ့ပြီးတော့အောင်ဆင်းကိုလည်းသူမကိုယ်တိုင်ကြည့်ပြီးတဲ့အခါမှာမယုံနိုင်စရာကောင်းလောက်အောင်ကိုပဲမာနုရှတယောက်ကတော့အောင်သွားခဲ့တာကြောင့်နေအောင်သားကတော့ဝမ်းနဲ့ဖက်ပြီးတော့ငိုနေကြပါရီတကယ်တော့ဥက္ကဋ္ဌကသဘောမကျခဲ့ပေမဲ့ကျန်တဲ့သူတွေကမာနုရှတို့လူမျိုးကရဲဝန်ထဲမှာရှိတဲ့ချောင်းကိုဆုံးဖြတ်ခဲ့ပြီးတော့မာနုရှကိုမဲပေးခဲ့ကြတာပဲဖြစ်ပါရီမာနုရှတို့နှစ်ယောက်ကတော့ဖက်ပြီးတော့ငိုနေတဲ့နေရာကိုအကူဂေါ်ရီကရောက်လာခဲ့ပြီးတော့သူ့အတွက်ဝယ်ထားတဲ့ယူနီဖောင်းကိုလည်းမာနုရှကိုပေးလိုက်ပါရီအဲ့ဒီအချိန်မှာပဲပန်နီတို့တငယ်ချင်းတွေကရောက်လာခဲ့ကြပြီးတော့ပန်နီကအိမ်သာစေးဂျုံမုံနေတဲ့သူကအရာရှိဖြစ်သွားပြီဆိုပြီးတော့သူ့ရဲ့ပထမဆုံး live ကိုလည်းလွှင့်တင်လိုက်ပါရီဂျွာကမီသားစုစီကိုအရာရှိဖြစ်ပြီဆိုတဲ့အကြောင်းကိုဖုန်းဆက်လိုက်တဲ့အခါမှာတရွာလုံးကလည်းဝမ်းသာအားရဖြစ်သွားခဲ့ကြရပါရီခဲကျူးစားရုန်းကန်ပြီးတော့အရာရှိဖြစ်သွားခဲ့တဲ့မာနုရှကသူ့ရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့ဆီယာဒူရမ်စီကိုတွားတွေ့ခဲ့ပြီးတော့သူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာကိုလည်းပထမဆုံးလူဖြစ်ဖိတ်ကြားခဲ့ပါရီအဒီနောက်မှာဆိုရင်တော့ဓမြရီအလုံးပေါ်တဲ့ချမ်ဘာကဘီဂွန်ရွာလေးမှာစင်းရဲ့မွဲတီရဲ့ဘဝကနေအရာရှိဖြစ်လာခဲ့တဲ့မာနုရှရဲ့ချစ်သူရှာရီတာတို့ရဲ့မင်္ဂလာပွဲကိုပျော်ရွှင်စွာနဲ့ကျင်းပနေခဲ့ပါတော့တယ်ဘဝမှာအကြီးမားဆုံးသောကြာရှုံးမှုဆိုတာကစနတန်းကြတယ်လို့သတ်မှတ်တာမဟုတ်ဘဲနဲ့ယူသားမှုကိုဆွန့်လွတ်လိုက်တာကသာအကြီးမားဆုံးသောကြာရှုံးမှုပဲဖြစ်ပါတယ်မာနုရှလိုပဲဘဝမှာကြုံတွေ့ရတဲ့ပြဿနာတွေရဲ့ရှေ့မှာဒူးထောင်းမဲ့အစားကနေပြန်စားဖို့တတိရှိရပါမယ်အခက်အခဲတိုင်းကကိုယ့်ကိုပို့ပြီးတော့ခိုင်မာစေတဲ့သင်ခန်းစာတွေပဲဖြစ်တယ်ဆိုပြီးတော့နားလည်ခံယူထားရပါမယ်အခုတင်ဆက်ပေးခဲ့တဲ့12 fake ဆိုတဲ့ရုပ်ရှင်ကစာမေးပွဲတစ်ခုကိုအောင်မြင်သွားခဲ့တဲ့ဇာတ်လမ်းတက်တော့မဟုတ်ပါဘူးစိန်ခေါ်မှုတွေကြားကနေတန်ရှင်းတဲ့ဘဝတစ်ခုကိုတိဆောက်ခဲ့တဲ့စံပြပုဂ္ဂိုလ်ရဲ့အထုပ်ပတိပဲဖြစ်ပါတယ်ဒါကြောင့်မလို့လေဒီရဲ့ဇာတ်ကားကိုကြည့်ပြီးတော့ချစ်ပရိသတ်တယောက်ချင်းစီတိုင်းကခက်ခဲတဲ့ဘဝခီးလန်းကိုရှောင်လန်းရတဲ့အချိန်မှာမဆုံးမနစ်တဲ့ဇွဲလုံးလားယူသားမှုနဲ့မျောလင်းချက်တွေနဲ့အတူအားရင်တက်တွေကိုထပ်မံဖြည့်တင်းနိုင်တယ်ဆိုရင်ပဲကျွန်တော်တို့ကပင်ပန်းရကြိုနှက်ပြီးလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော် recap လေးကတော့ဒီလောက်ပါပဲခင်ဗျာနောက် recap တွေမှာဆိုရင်လည်းကျွန်တော်တို့ကအနှစ်တွေကိုချစ်တွေနဲ့ပေါင်းဆက်တင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးခဲ့ကြပါအောင်ခင်ဗျာ